ကျွန်တော်တို့အကြံပေးလေးရှိတာတော့ pilot run ပေါ့နော် pilot ဆိုတာကcampaign တစ်ခုလောက် run ကြည့်ကျွန်တော်တို့350ကြာလောက်သုံးလိုက်ပြီးတော့မှ campaign တစ်ခုလောက် run ကြည့်အဲ့တော့အဲ့ဒီ campaign ရဲ့ ROI ကဘာရှိရလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကဒီပြန် client နဲ့ထိုင်ပါတယ်ဆိုတော့အဲ့ဒီနည်းနဲ့ကျွန်တော်တို့သွားတယ်ညီမစုလွယ်နေထားတာက Facebook platform တခုတည်းကိုအားကိုးပြီး sales ရခြင်းနဲ့ business owner တွေကိုတဲ့ဘယ်လိုနားချရမလဲအကြံပေးပါအောင်တဲ့ဘယ်လိုနားချရမလဲဆိုတော့အဓိကတော့ ROI လို့တော့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့တခြား platform ကို run ဖို့အတွက်ကကျွန်တော်တို့အကြံပေးလေးရှိတာတော့ pilot run ပေါ့နော် pilot ဆိုတာက campaign တစ်ခုလောက် run ကြည့်ကျွန်တော်တို့350ကြာလောက်သုံးလိုက်ပြီးတော့မှ campaign တစ်ခုလောက် run ကြည့်အဲ့တော့အဲ့ဒီ campaign ရဲ့ ROI ကဘာရှိရလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကဒီပြန် client နဲ့ထိုင်ပါတယ်ဆိုတော့အဲ့ဒီနည်းနဲ့ကျွန်တော်တို့သွားတယ်လက်ခံတဲ့ပေါ့နော်လက်မခံတဲ့ client ကြောင့်လည်းလက်မခံပါဘူးအဲ့တော့လက်မခံတဲ့ client ကိုအတင်းသွားပြောနေတဲ့ဆိုလို့ရှိရင်တော့လက်ခံတဲ့ client ကိုလက်ခံတဲ့ client ကိုပဲကျွန်တော်တို့တွဲပြီးတော့မှ run တာကကိုယ်တော်လည်းအဆင်ပြေတယ်မမောဘူးပေါ့လေဘာဟုတ်ရင်လက်မခံတဲ့ client ကိုသွားပြီးတော့သူမလုပ်ချင်ပါဘူးဆိုမှသူ့ကိုသွားပြီးကြီးကြနေတယ်ဆိုလို့ရှိရင်သူလည်းအဲ့တော့နောက်တယ်ဗျာကိုလည်းတဲ့မှာအင်အားကုန်တယ်ဆိုတော့လက်ခံတဲ့သူစီကိုပဲစကားပြောပါအဲ့တော့အကောင်းဆုံးပါပဲ